ကျွန်တော်မလေးရောက်တာတလားရှိပါပြီကျွန်တော်ဒီရောက်တော့ August 11မနေ့ကSeptember 11ပေါ့ဆိုတော့တလားရှိပါတလားတွင်မှာဘာတွေတွေ့ကြုံခဲ့ရတယ်ဘယ်လိုနေလဲပေါ့ဒီမှာကျောင်းလာတဲ့အဲ့ဒါတွေကိုကျွန်တော်နည်းနည်းပြပြချင်ပါလေโอเคပထမတရင်နေ့လောက်ကတော့ဟိုဖြစ်တာပေါ့နော် homesick ဖြစ်တာအိမ်ဝင်နေနေပါတော့လွမ်းအောင်မသိရမလားပထမတရင်နေ့လောက်တော့ပုံမှန်လူတိုင်းတော့လွမ်းကြမှာပဲ I guess ဒါပေမဲ့နောက်ပိုင်းကျတော့နေသားကြတာပြင်မလားခုတလားတော့ဖြစ်နေရာဒီဥရုကကျွန်တော်တို့မြန်မာပြည်နေတော့တိတ်တော့မကွာပါဘူးဒီလားဒါပေမဲ့နေ့လည်နေကင်းပေးဆိုရင်ပူတယ်တော်တော်ပူတယ်ဆိုတော့ခင်ဗျားအပြည့်ထွက်မယ်ဆိုရင်မိနစ်ပိုင်းထွက်ဒါမှမဟုတ်ရင်ဒီညနေပိုင်းလောက်ထွက်ပေါ့နော်အဲချိန်ဆိုရင်အဆင်ပြေနောက်ခုကဖူအကြောင်းโอเคစားတော့စရာတွေလည်းအဆင်ပြေပါလေဒီမှာစားလူမျိုးစုံတော့စားစရာတွေစုံတယ်ဒီလားမလေးစားတို့တရုတ်စားတို့အိန္ဒိယစားတို့ဒီမလားအဲ့လိုတွေဆိုတော့မြန်မာပတ်စံနေလည်းကြိုက်စားလို့ပြောပါဗျာပြောချင်တယ်အဆင်ပြေအဓိကတော့အကြောင်းမှစားရင်တော့ပိုအဆင်ပြေတာပေါ့အကြောင်းမှစားစရာလည်းစုံတယ်တစ်ခါစားရင်တော့1000လောက်တော့ပေးရမှာပေါ့မြန်မာငွေလေးဆိုရင်10ကျပ်လောက်ရှိတယ်အဲ့ဖက်ဝန်းကျင်နဲ့10 ringgit ပေါ့နော်10 ringgit အဲ့တော့ကုန်တယ်ဒီမှာကျောင်းလာတင်မယ်ဆိုရင်တော့တွေ့ကြည့်လို့ရတာပေါ့နော်ပြီးတော့စားအခြေအနေပဲလို့ဒီတချို့ကျောင်းသားတွေကဒီ IT background နဲ့မဟုတ်တဲ့ခါကျတော့ဒီ prerequisite လို့ခေါ်တဲ့ဘာသာရပ်တွေယူရတယ်ဥပမာဆိုရင်ဖြစ် Python တို့ database တို့အခုကျွန်တော်ယူရတာပေါ့နော်၃မှသာဒီနောက်ပြီးတော့ forensic 2 way အဲ့ဒါတွေကိုသင်ရပါတယ်ကျွန်တော်က master နဲ့ cyber security မှာသင်နေပါတယ်တစ်နှစ်ကျော်လောက်တွေ့ရပါမယ်တစ်နှစ်ဆိုတာမကြပါဘူးအခုတော့တစ်လရှိသွားပြီ you know time flies fast ပဲနောက်ပြီးတော့ဒီမှာတကယ်ချင်းရှားတာလည်းနဲ့ခက်နေသေးတယ်ကျွန်တော်တကယ်ချင်းသိမရသေးဘူးရနိုင်မယ့်ချိန်ရတယ် group project တွေကတော့လုပ်တဲ့အချိန်တော့မှရနိုင်မှာတင်တာမယ်ကျွန်တော်တကယ်ချင်းရှာဖို့ရတယ်တခုလို့ရှိရသေးတာကိုနဲ့ click ဖြစ်တဲ့ friendship မျိုးရှာရတာခဲတယ်သိရမလားကျွန်တော်ပြောချင်တာကျွန်တော်တွေ့လိုက်တဲ့ခါတခုကိုမပြောဘဲနဲ့တီးသွားတဲ့သူမျိုးပေါ့ you know creative ဖြစ်တဲ့သူမျိုးဆိုတော့ကျွန်တော်ပို့သဘောကျအာသာညံရွှင်တဲ့သူတွေတော့ပို့စင်ပြီးကျွန်တော်လည်းဆိုရင်တီးတယ်ဒါပေမဲ့အခုတော့ကျွန်တော်တကယ်ချင်းများစမရသေးပါဘူးစတော့ကျွန်တော် time မှာတက်ဖို့စီစဉ်သေးတယ် time မှာ master တက်မှာပေါ့ဒီမလေးကိုမလာခင်တော့ကျွန်တော် Austin မှာပြီးတဲ့ဘွဲက Bachelor in Computer Networks actually it was from Liverpool John Moore University master ဘာတက်ရမလဲပေါ့ဘယ်လိုစဉ်းစားနေတော့ကျွန်တော်စတော့ film making ပေါ့နော် movie နဲ့ပတ်သက်တဲ့ major ကိုယူမလို့လုပ်သေးတယ်ဒါပေမဲ့အင်္ဂါလည်းကို Bachelor နဲ့ပြီးတဲ့ဘွဲကိုပဲစိတ်ယူပါလားတဲ့ ID နဲ့ပတ်သက်တာပဲစိတ်ယူပါလားတဲ့အေးပေါ့ကျွန်တော်ကလည်းစဉ်းစားတာပေါ့ကိုဝန္ဒနာပွိုင်ယူရင်ကောင်းမလားသိမလားကိုရထားတဲ့ Bachelor ဘွဲနဲ့ပတ်သက်တာပဲ ID နဲ့ပတ်သက်တာပဲထည့်ယူရင်ကောင်းမလားတွေးထားဖြစ်တယ် you know that's kind of suck ကျွန်တော်တို့မှာ AP space ဆိုတာတစ်ခုရှိတယ်ဒီလားအဲ AP space ကမိုက်တယ်သူရဲ့ system ပေါ့ဒီ attendance တို့ဘာလို့ဆိုရင်လည်းဒီမှာဒီဆရာမတွေကတန်းချိန်ပြီးရယ် attendance ပေးမယ်ဆိုရင် OTP ကုတ်ပေးရယ်ခဏသုံးလုံးပေါ့အဲ့လိုထည့်လိုက်ရင် attendance ကတစ်ခါလေးဝင်သွားတယ် pretty cool rightဒါနဲ့ကျွန်တော်ဘာကိုယူလိုက်တယ်ဆိုတော့အနာဂတ်ကိုကြိုတွေးပြီးတော့ cyber security ကိုယူလိုက်တာပေါ့။ဘာလို့လဲဆိုတော့ cyber security ကိုရတယ်အနာဂတ်မှာလိုအပ်မှာပါဒီမှာတော်တော်များလိုအပ်နေတယ်။ကျွန်တော်ဒီ film making ကကိုယ့်ကိုလေ့လာရင်းနဲ့ဖြစ်တယ်တည်မလား။ကျွန်တော်အပျော်တန်းဆိုပေမဲ့လည်းအခုလိုလုပ်နေတာပဲကျွန်တော်ဝါသနာပါတယ် content creation you know ကျွန်တော် YouTube မှာတင်မှုနဲ့စီစဉ်ထားပါသေးတယ်။ဒီ channel ဖွင့်လို့အားပေးကြပါဦး okay ဆိုတော့ကျွန်တော် master in cyber security ကိုယူလိုက်ပါတယ် APU ရမှာပါတယ် that's weird sometimes I think what the fuck am I doing here right ကျွန်တော်ဘာလာလုပ်နေလဲပေါ့ဒီမှာဘာလာလည်းမဟုတ်ပဲねဒါပေမဲ့လည်းကျွန်တော်တော့ဖြစ်အောင်လုပ်မယ်ပေါ့ပြီးရင်ဘွဲနေပဲ career တစ်ခုတည်ဆောက်မယ်ဒီပတ်စံနေပါတယ်အလုပ်လောက်ရှိမှာပဲကိုဝန္ဒနာပါရလုပ်ဖို့ you know sometimes I get depressed pretty bad ဘာလို့လုပ်နေမှန်းမသိဘူးဘာလို့ရမှန်းလည်းမသိဘူးเนาะကျွန်တော်လူငယ်တွေက fucked up my friend ဆိုတော့ဒီကုန်းချုံရရင်ဆိုအောင်ကျွန်တော်ပြောနေတာဒီပြောရင်ခင်ဗျားလာဖို့စီစဉ်နေဆိုရင်တော့လာခဲ့ပါခင်ဗျားဒီအာရှမှာပဲကျောင်းလေးရှင်နေဆိုရင်ကျွန်တော်မလီရောက်တော့ recommend ပေးပါတယ်ဘာလို့လဲဆိုတော့ဒီမှာအင်္ဂလိပ်စကားလည်းပြောလို့အဆင်ပြေပါတယ်တော်တော်များများနားနေတယ်ပေါ့ဗျာအင်္ဂလိပ်စကားတော့အဒီဥရုကလည်းမဆိုးဘူးစားတော့ပြရတယ်လည်းမဆိုးဘူးပညာရေးလည်းမဆိုးဘူးသို့ဘူးဒါလည်းအဓိကပေါ့နော်လာခဲ့ပါ recommend ပေးပါတယ်ခင်ဗျားမှာတခြား plan ရှိတော့တမျိုးပေါ့အမေရိကတို့ယူရိုတို့တော့စီစဉ်ထားပြီးဆိုရင်ကောင်းပါရဲ့ဒါ but
ကုန်ကျစရိတ်လို့ရမှာပေါ့အဲ့ဒါလည်းအများကြီးတဲ့ factor တစ်ခုကိုဒီမှာဒီမလေးရှားလာခဲ့ရတဲ့ကျောင်းသားတွေရဲ့ cost ပထမဆုံးတွေးမဲ့အကြောင်းလာပါပဲအဲ cost ကလည်းကျောင်းသားတွေအနေနဲ့နိုင်ငံခြားအောင်ထွက်မယ်ဆိုရင်ဟုတ်တယ်မလား so ဒါပါပဲ bye bye see you next time okay